မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့7 New Myanmar Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့2026ခုနှစ်ဧပြီလ14ရက်နေ့မှာတကဘာလုံးကစောင့်ကြည့်နေရတဲ့အမေရိကန်နဲ့အီရန်စစ်ပွဲဟာ9ပတ်မြောက်ထဲကိုရောက်ရှိလာပါပြီအခြေအနေတွေကတော်တော်လေးကိုတင်းမာနေပြီးကမ္ဘာစီးပွားရေးလည်းရိုက်ခတ်မှုလည်းရှိနေပါတယ်ဒီနေ့အသက်ထူးခြားတဲ့သတင်းချက်လက်တွေကိုစူးစီးတင်ပြပေးပါမယ်အမေရိကန်၏ပိတ်ဆို့မှုနဲ့အီရန်၏တုံ့ပြန်မှုပထမဆုံးသတင်းအနေနဲ့အမေရိကန်ကအီရန်စစ်ကွန်းတွေကိုပင်လယ်ရေကြောင်းကနေပိတ်ဆို့ထားတာဒီနေ့ဆိုရင်2ရက်ရှိသွားပါပြီအဓိကကတော့ကမ္ဘာရေနံနဲ့ကုန်စည်စည်းစိမ်မှုရဲ့အချက်အချာဖြစ်တဲ့ Hormuz ရေလက်ကြား Strait of Hormuz ကိုအီရန်ကထိန်းချုပ်ထားတာကိုဖယ်ရှားဖို့ဖိအားပေးတာပါအီရန်ဘက်ကတော့ဒီပိတ်ဆို့မှုထားဆက်ရှိနေရင်ပင်လယ်ကွေ့ထဲကဘဲစိတ်ကဲမှဘေးကင်းမှမဟုတ်ဘူးလို့ပြင်းပြင်းထန်ထန်တတိပေးထားပါတယ်အစ္စရေးနဲ့လက်ဘနွန်တိုက်ရိုက်ဆွေးနွေးပွဲထူးခြားတဲ့တစ်ခုကတော့ဆယ်စုထူပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်အစ္စရေးနဲ့လက်ဘနွန်ဌာနမှတ်တွေဟာဝါရှင်တန်မှာဒီနေ့ပဲတိုက်ရိုက်တွေ့ဆုံဖို့ရှိနေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းလက်ဘနွန်တောင်ပိုင်းမှာတိုက်ပွဲတွေကအရန်ပြင်းထန်နေစေပါ။ Hezbollah ခေါင်းဆောင်မှတော့ဒီဆွေးနွေးပွဲကိုဖျက်သိမ်းဖို့တိုက်တွန်းထားသလိုအစ္စရေးဘက်ကလည်းသူတို့စစ်သားတွေဒဏ်ရာရတာသေဆုံးတာတွေရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်။ကမ္ဘာ့ငွေကြေးရန်ပုံအဖွဲ့ IMF ရဲ့အဆိုအရဒီစစ်ပွဲကြောင့်အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့စီးပွားရေးဟာအကြီးအကျယ်ထိုးဆင်းသွားဖို့ရှိနေပါတယ်။အီရန်စီးပွားရေးဟာ6%ကျော်အထိကျဆင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့ထူးဆန်းတာကစစ်ပွဲကြောင့်ရေနံဈေးတက်လာတဲ့အသက်ရုရှားကတော့ပြီးခဲ့တဲ့မှတ်လာမှာတဲ့ရေနံတင်ပို့မှုကနေဒေါ်လာ19ဘီလီယံအထိဝင်ငွေရရှိခဲ့ပြီးဒါဟာပုံမှန်ထက်2ဆနီးပါးများပြားနေတာပါ။နောက်ဆုံးသတင်းအနေနဲ့ကတော့သမ္မတထရမ့်ရဲ့တုံ့ပြန်မှုပါပုပ်ရဟန်းမင်းကြီးလီယိုကအမေရိကန်ရဲ့စစ်ပွဲအပေါ်ယက်တီချက်တွေကိုဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီးထရမ့်ကပုပ်ရဟန်းမင်းကြီးဟာနိုင်ငံရေးထဲမှာပါဝင်မပတ်သက်သင့်ဘူးသူဟာမူဝါဒပိုင်းမှာမှားယွင်းနေတယ်လို့ CBS သတင်းဌာနကိုပြောကြားခဲ့ပါတယ်ဟုတ်ကဲ့ဒါကတော့ဒီနေ့အတွက်ရရှိထားတဲ့အမေရိကန်အီရန်စစ်ပွဲရဲ့နောက်ဆုံးရသတင်းအနှစ်ချုပ်ပဲဖြစ်ပါတယ်ရှေ့ဆက်ပြီးဘာတွေဖြစ်လာမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်တင်ဆက်ပေးသွားမှာပါအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းထူးတွေသိရအောင် channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာ